Tama jansa ni ma nokapat doya tago the power of the word of God ဆိုတဲ့ခေါင်းစဉ်နဲ့အားလုံးကိုဝင်ငှခွန်အားပေးသွားမှာဖြစ်ပါတယ်ဟေရှာယအခန်းကြီး40ပိုင်ငယ်10ကိုကျွန်တော်တို့ဖတ်ကြရအောင်မြက်ပြင်ဒီညှိုးနွမ်းတွေ့ချောက်တတ်၏အပွင့်လဲကြွေတတ်၏ထာဝရဘုရား၏နှုတ်ကပတ်တရားမူကားကာလစဉ်အမြဲတည်၏နောက်ယောမခန်းကြီး1အပိုင်ငယ်16ကိုဆက်ဖတ်မယ်ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဦးစွာ၌ယူဒလူနောက်၌ဟေလတလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖျားသခင်၏တကူတော်ဖြစ်၏ဖတ်သွားတဲ့အကျမ်းချက်အပေါ်မှာအရောက်စီတိုင်းအတွက်ဖျားသခင်ကောင်းချီးပေးပါစေတမန်ကျမ်းစာနေ့ရောက်တိုင်းမှာကျွန်တော်တို့မိလို့မရတဲ့ story ရှိပါတယ်အဲ့ဒါကဘယ်သူရဲ့ story လဲဆိုရင် Mary Joan နဲ့သူမရဲ့တမန်ကျမ်းစာအကြောင်းပဲဖြစ်ပါတယ် Mary Joan ဆိုတဲ့မိန်းကလေးဟာ Wales နိုင်ငံမြောက်ပိုင်း Lenfingal ကြီးရွာကလေးကနေသူမွေးလာတယ်သူအသက်9နှစ်ရှိတဲ့အခါမှာသူ့ဖခင်ဆုံးသွားတယ်သူ့မိခင်နဲ့ပဲအသက်ရှင်နေပြီးရင်သူတို့ဟာအပတ်တိုင်းဖျားကြောင်းသွားတယ်မေရီဂျုံဟာလည်းပဲအပတ်တိုင်း Sunday School ပုံမှန်သွားတဲ့သူဖြစ်တယ်အဲ့ဒီအချိန်တုန်းမှာ Wales ဘာသာစကားနဲ့တမန်ကျမ်းစာဖတ်ဖို့လူတိုင်းအိမ်တိုင်းမှာမရှိနိုင်ဘူးတမန်ကျမ်းစာဖတ်ဖို့ဆိုရင်ဖျားကြောင်းကိုတွားရတယ်ဖျားကြောင်းမှာရှိတဲ့တမန်ကျမ်းစာကိုသူတို့ဖတ်လေရှိပါတယ်အဲ့ဒီအချိန်မှာမေရီဂျုံကသူ့အတွက်တမန်ကျမ်းစာသူရှိချင်းနဲ့ပိုင်ဆိုင်ချင်းနဲ့အဲ့ဒါနဲ့6နှစ်လုံးသူပတ်စံစုတယ်စုဘူးကလေးမှာသူပတ်စံစုတယ်6နှစ်စုပြီးမှကျမ်းစာဝယ်နိုင်တဲ့အမောင့်စုပြီးတဲ့အခါမှာသူအသက်16နှစ်ပြည့်လာပြီအဲဒီ1800ခုနှစ်မှာအသက်16နှစ်ပြည့်လာပြီးမှသူတို့ရဲ့ရွာကနေမိုင်ပေါင်း25မိုင်ဝေးတဲ့ဗလရွာမှာတမန်ကျမ်းစာဝယ်ဖို့ခြေကျင်နဲ့တွားရတာဖြစ်တယ်ဗလရွာကိုရောက်တဲ့အခါမှာပါစတာသောမတ်ချားလ်ရဲ့အိမ်ကျမ်းစာရောင်းတဲ့သူစီမှာသူတွားတယ်ပါစတာသောမတ်စီမှာသူ6နှစ်လုံးစုဘူးမှာပတ်စံစုတဲ့အကြောင်းမိုင်ပေါင်း25မိုင်ဝေးတဲ့ရွာကနေကျမ်းစာဝယ်ဖို့လာရတဲ့အကြောင်းကိုသူပြောပြီးမှကျမ်းစာဝယ်ချင်တဲ့အကြောင်းပြောတဲ့အခါမှာပါစတာသောမတ်ကကျမ်းစာဝယ်ဖို့မရှိတော့ဘူးတဲ့သူ့မှာရှိတဲ့ကျန်တဲ့ကျမ်းစာအုပ်ဟာသူများကဝယ်ဖို့မှာပြီးသားသူများအတွက်ထားတဲ့ဟာပဲရှိတယ်ကျမ်းစာအုပ်ကုန်သွားပြီလို့ပြောတဲ့အခါမှာမေရီဂျွန်ဟာအယံကိုစိတ်ထိခိုက်ပြီးမှငိုတယ်အယံကိုဝမ်းနေခဲ့တယ်သူ6နှစ်လုံးပတ်စံစုတဲ့ဟာလဲအလကားဖြစ်သွားမယ်မိုင်25ဝီးတဲ့ခြေချင်းနဲ့ရှောက်လာခဲ့တဲ့ဟာလဲအလကားဖြစ်သွားမှာသူစိတ်အားထိခိုက်ပြီးမှဝမ်းနေပြီးမှတအားကိုငိုကြွေးခဲ့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့အသက်တာအကြောင်းအရာကိုသူပြောပြတဲ့အခါမှာပါစတာသောမတ်ရဲ့နှလုံးသားကိုတုထိပြီးမှသူ့ကိုအယံတနာလုံးလို့သူများကဝယ်ဖို့မှာပြီးသားကျမ်းစာကိုမေရီဂျုံကိုပေးလိုက်တာဖြစ်တယ်မေရီဂျုံကိုသူပေးလိုက်တယ်တအုပ်မကဘူး3အုပ်သူပြီးခဲ့တယ်အဲ့ဒီချိန်မှာမေရီဂျုံကအယံကိုဝမ်းတာပြီးတော့မှအဲ့ဒီကျမ်းစာ3အုပ်နဲ့သူ့ရဲ့ရွာကိုပြန်သွားခဲ့တယ်လို့ကျွန်တော်တို့သိရတယ်အဲ့ဒီအချိန်မှာပါစတာသောမတ်ကလူတွေကဒီလောက်တမန်ကျမ်းစာကိုလူချင်းနဲ့ဖတ်ချင်းနဲ့ဆိုရင်တမန်ကျမ်းစာကိုများထုတ်နိုင်အောင်လုပ်ရမယ်ဆိုပြီးမှသူကအင်္ဂလန်နိုင်ငံမှာလန်ဒန်မှာရှိတဲ့ခေါင်းဆောင်တချို့တွေနဲ့ဆွေးနွေးပြီးမှ1804ခုနှစ်မှာပထမအိုးဆုံး Bible Society ကိုသူ့အားဖြင့်တည်ထောင်နိုင်ခဲ့တာဖြစ်တယ်အဲ့ဒီ Bible Society ဟာBritish and Foreign Bible Society ဆိုပြီးမှပထမအိုးဆုံး Bible Society ကို
လန်ဒန်မြို့မှာ1804မှာစတင်တည်ထောင်ခဲ့တာဖြစ်တယ်အဲ့ဒီ Bible Society တည်ထောင်ခြင်းဟာလည်းပဲမင်္ဂလေးမေရီဂျွန်ကြောင့်ဖြစ်တယ်ဆိုတာတမန်ကျမ်းစာနေ့ရောက်တိုင်းမှာသူ့ရဲ့ပုံပြင်ဟာလုံးဝမေ့လို့မရတဲ့ story တစ်ခုဖြစ်ပါတယ် Bible Society ရဲ့ဦးဆောင်ခြင်းအပြင်American မှာလည်း American Bible Society တည်ထောင်တဲ့နိုင်ငံပေါင်းများစွာမှာ Bible Society တွေတည်ထောင်လာတယ်မြန်မာနိုင်ငံမှာလည်းပဲ1946မှာ Bible Society တည်ထောင်လာတယ် UBS ဆိုပြီးမှ United Bible Society ကိုလည်းတကဘာလုံး Bible Society ကိုလည်းတည်ထောင်လာခဲ့တာဖြစ်တယ်အဲ့ဒီ Mary John ကသူဝေလိုက်တဲ့ကျမ်းစာ3အုပ်ထဲမှာတအုပ်ကိုတော့ Cambridge University မှာသူတို့တင်ထားတယ်သူရဲ့လက်ကင်ကျမ်းစာအုပ်ကိုတော့ Bible Society ကအခုထိသူတို့ Cambridge မှာတင်ထားတယ်လို့ကျွန်တော်တို့သိရတယ်အဲ့ဒါကြောင့်တမန်ကျမ်းစာနေ့ရောက်တိုင်းမှာကျမ်းစာကိုတအားလိုချင်လုံးလုံး6နှစ်လုံးစုဘူးမှာပတ်စံစုပြီးမိုင်ပေါင်း25မိုင်ဝေးတဲ့ခြေချင်းနဲ့ရှောက်သွားပြီးကျန်းစာဝယ်တဲ့မေရီဂျွန်ရဲ့အသက်တာအဖြစ်ဒီကနေ့မှာခွန်အားယူဖို့ရန်ဝင်ငှချင်တာဖြစ်ပါတယ်။ Now အင်္ဂလန်နိုင်ငံမှာသူ့ရဲ့ Memorial ကျောက်တိုင်ကိုလည်းသူတို့ကတည်ထောင်ပေးခဲ့တယ်။သူ့ရဲ့ကျောက်တိုင်မှာဗာရေးထားတယ်လဲဆိုရင်1800ခုနှစ်မှာအသက်16နှစ်မင်္ဂလေးမေရီဂျွန်ဟာဗလာယူအာမှာမိုင်ပေါင်း25မိုင်ဝေးတဲ့ရွာမှာခြေကျင်နဲ့ရှောက်ပြီးမှ Rev.Dr.Thomas Charles စီမှာကျမ်းစာဝယ်တယ်သူရဲ့အသက်တာအဖြစ်ပထမအဆုံး Bible Society British and Foreign Bible Society တည်ထောင်လာရခြင်းဖြစ်တယ်ဆိုရက်စာသားလေးကိုသူရဲ့ကြောက်တိုင်မှာရေးပြီးမှဒီလိုပုံစံနဲ့အင်္ဂလန်နိုင်ငံမှာသူရဲ့ကြောက်တိုင်အခုထိရှိနေစေဖြစ်ပါတယ် Bible Sunday ကျင်းပလာတဲ့ပုံကျွန်တော်တို့အနည်းငယ်ပြန်ပြီးတော့မှကြည့်ရအောင် AD 1545မှာအင်္ဂလန်နိုင်ငံမှာရှိတဲ့ Canterbury Archbishop Thomas Cranley ကဒီဇင်ဘာလပထမပတ်တနင်္ဂနွေနေ့ကိုတမန်ကျမ်းစာအဖြစ်ကျင်းပဖို့ရန်သူ့ရဲ့အသင်းတော်အားလုံးကိုသူစာပို့ပြီးတော့မှတတ်မှတ်ခဲ့တယ်အသင်းတော်အားလုံးကအဲ့ဒီနေ့မှာအလှူငွေလဲကောက်တယ် Bible Society အတွက်ဆုတောင်းတယ်တမန်ကျမ်းစာကိုဘာသာပြန်တဲ့သူတွေအတွက်လည်းဆုတောင်းခြင်းတွေပြုလုပ်ခဲ့ကြတယ်အဲ့ဒီနေ့မှာသူတို့ကောက်ခံရရှိတဲ့အလှူငွေကိုလည်း Bible Society အတွက်လှူဒန်းခဲ့တယ်အဲ့ဒီအချိန်ကနေတမန်ကျမ်းစာနေ့ကျင်းပခြင်းကိုအသင်းတော်အသီးသီးကစတင်ပြုလုပ်လာခဲ့တာဖြစ်တယ်အိန္ဒိယနိုင်ငံမှာလည်းပဲဒီဇင်ဘာလပထမပတ်တနင်္ဂနွေနေ့မှာသူတို့ Bible Sunday ကျင်းပခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာကျတော့ဩဂုတ်လတတိယပတ်ဟာတမန်ကျမ်းစာနေ့အဖြစ်သတ်မှတ်ပြီးမှကျွန်တော်တို့မြန်မာပြည်တစ်ပြည်လုံးမှာဩဂုတ်လတတိယပတ်မှာတမန်ကျမ်းစာနေ့ကိုယခုလိုကျင်းပရခြင်းဖြစ်တယ် Mainline Church အသင်းတော်ကြီးတွေကဘယ်လိုလုပ်တယ်လဲဆိုရင်ဘုရားကျောင်းထဲမှာညလုံးပေါက်တမန်ကျမ်းစာဖတ်လေးရှိတယ်မနေ့ညလည်းပဲเนาะတချို့အသင်းတော်ကဒီ Facebook တွေမှာသူတို့တင်တယ်ညလုံးပေါက်ဘုရားကျောင်းမှာသူတို့တမန်ကျမ်းစာဖတ်တာဖြစ်တယ်တော်တော်များများအသင်းတော်ကဒီကနေ့ Bible Sunday နေ့မှာရရှိတဲ့အလှူငွေကို Bible Society မှာပေးလှူလေးရှိပါတယ်အဲ့ဒီလိုနဲ့တကဘာလုံးမှာ Bible Sunday ကိုဆက်လက်ပြီးမှအသင်းတော်တီကကျင်းပတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့တဘာပတိကဘာသာစကား၃မျိုးနဲ့ဖတ်သွားတဲ့ကျမ်းပိုက်ဒီမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး3ပိုက်ငယ်16ဟာတမန်ကျမ်းစာရဲ့အဓိကကျမ်းချက်ဖြစ်တယ် All scripture is given by inspiration of God ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်တယ်တဲ့အစိတ်အပိုင်းပဲမဟုတ်ဘူးတအုပ်နှစ်အုပ်ပဲမဟုတ်ဘူးထိုကျမ်းစာရှိသမျှလို့ပြောတဲ့အတွက်ကြောင့်ကျမ်းစာတအုပ်လုံးအကုန်လုံးကိုဘုရားသခင်မှုတ်သွင်းတဲ့အရာဖြစ်တယ်ဆိုတာကျမ်းစာကဖော်ပြတယ်အဲ့ဒီနေရာမှာ inspiration မှုတ်သွင်းဆိုတဲ့စကားလုံးကို Greek စကားလုံး theopneustos တုံးထားပါတယ် theo ကဘုရားသခင် neustos က
မှုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒါကြောင့် inspiration ရဲ့အဓိပ္ပာယ်က God breathe ဖယားသခင်ကမှုတ်သွင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အာဒမ်ကိုဖယားသခင်ဖန်ဆင်းတဲ့အခါမှာသူ့ရဲ့နှာခေါင်းထဲမှာဇီဝအသက်ကိုမှုတ်သွင်းတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဖယားသခင်မှုတ်သွင်းတယ်ဆိုတဲ့အရာလေးဟာအင်္ဂလိပ်ကျမ်းစာကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာ God breathed into his nostril God breathed လို့ပဲသုံးထားတယ်ဆိုတော့လူသားရဲ့နှာခေါင်းထဲမှာဘုရားသခင်ကမှုတ်သွင်းလိုက်တဲ့အခါမှာအာဒမ်ဟာအသက်ရှင်တဲ့တရားဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲဒါကြောင့်ဘုရားသခင်ကဒီကျမ်းစာရှိသမျှကိုလည်းပဲဘုရားသခင်မှုတ်သွင်းလိုက်တဲ့အခါမှာအသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိလို့ရတာဖြစ်တယ်တမန်ကျမ်းစာမှုတ်သွင်းခြင်းဆိုတဲ့အဓိပ္ပာယ်ကိုနှစ်ပေအခန်းကြီး1အပိုင်းငယ်21မှာကျွန်တော်တို့တွေ့ရတယ်အနာဂတ်စကားသည်လူအလိုအားဖြင့်ဖြစ်ဖို့သည်မဟုတ်ဘုရားသခင်ဤတန်ရှင်သူတို့သည်တန်ရှင်တော်ဝိညာဉ်တော်ဤတိုက်တွန်းတော်မူခြင်းကိုခံရ၍ဟောပြောကြ၏လို့ပြောပါတယ်ကျမ်းစာရေးတဲ့သူတွေကမိမိအလိုအတိုင်းရေးတာမဟုတ်ဘူးဘုရားသခင်ဤတန်ရှင်တော်သူတို့ကျမ်းစာရေးတဲ့သူတွေဟာတန်ရှင်တော်ဝိညာဉ်တော်ဤတိုက်တွန်းနှိုးဆော်မှုကိုခံပြီးမှသူတို့ရေးသားကြတာဖြစ်တယ်အဲ့ဒါကို inspiration ဘုရားသခင်မှုတ်သွင်းတဲ့ကျမ်းစာရဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒါကိုအင်္ဂလိပ်လိုဆိုရင်တော့ they were moved by the Holy Spirit လို့သုံးထားပါတယ် moved by the Holy Spirit ဝိညာဉ်တော်ဤတိုက်တွန်းမှုနှိုးဆော်ခြင်းအပြင်ရေးသားတဲ့ကျမ်းစာစကားဖြစ်ပါတယ်ဟေဘရဲအခန်းကြီးလေးအပိုင်းငယ်7မှာလည်းဒီလိုကျွန်တော်တို့တွေ့ရတယ်ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်းတကိုးနဲ့ပြည့်စုံခြင်းပြုပြင်ခြင်းတန်လက်တကာဒုတ်ထက် test ခြင်းနဲ့ပြည့်စုံသည်ဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယူစစ်နဲ့ချင်းစေကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင့်တတ်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏လို့တွေ့ရတယ်ဒီကျမ်းပိုက်မှာစကလုံး၅လုံးကျွန်တော်တို့တွေ့ရတာကဖယားသခင်၏နှုတ်ကပတ်တရားတော်ဟာ living အသက်ရှင်တယ် powerful တကူနဲ့ပြည့်တယ် sharper တန်လက်တကာဒုတ်ထက်တယ်တဲ့ piercing ဆိုတာကအသက်နဲ့စိတ်ဝိညာဉ်ရောအယူစစ်နဲ့ချင်းစီအထီကိုတောင်ပိုင်းခြားပြီးမှထူးဖောက်နိုင်တဲ့တကူသူ့မှာရှိတယ်တဲ့နောက်ဆုံးမှာ discerner စိတ်နှလုံးအကြံအစီများကိုလည်းသိမြင်နိုင်တယ်တဲ့ကျွန်တော်တို့ဒီကျမ်းစာကတက်မဲ့ဖြစ်တယ်ဒီကျမ်းစာကတက်မဲ့ဖြစ်တယ်ဒီအရာကစိတ်နှလုံးအကြံအစီကိုသူသိမြင်နိုင်ပဲမလားလို့ကျွန်တော်တို့တွေးကောင်းတွေးနိုင်တယ်ဒါပေမဲ့နှုတ်ခပတ်တော်ဟာဘာလဲဆိုတာဆက်ပြီးကြည့်ရအောင်ယောဟန်ခရစ်ဝင်အခန်းကြီး1ပိုင်းငယ်1မှာအစအဦး၌နှုတ်ကပတ်တော်ရှိ၏တဲ့ဒီနှုတ်ကပတ်တော်ဟာဒီနောက်ပိုင်းမှာပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့အစကတည်းကရှိတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာအစအဦး၌နှုတ်ကပတ်တော်ရှိတယ်အဲ့ဒီနှုတ်ကပတ်တော်ဟာဖယားသခင်နဲ့အတူရှိတယ်တဲ့ပြီးရင်နှုတ်ကပတ်တော်ဒီလည်းဖယားသခင်ဖြစ်တော်မူ၏တဲ့နှုတ်ကပတ်တော်ဟာအစအဦး၌ရှိတယ်မကဘူးဖယားသခင်လည်းဖြစ်တယ်တဲ့ပြီးရင်ယောဟန်အခန်းကြီး1ပိုင်းငယ်14ကိုဆက်ဖတ်မယ်ဆိုရင်နှုတ်ကပတ်တော်ဒီလည်းလူစားတဲ့ဖြစ်ကိုခံယူ၍ဂျေဇုတော်နှင့်၎င်းတစ္ဆာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူ၏တဲ့နှုတ်ကပတ်တော်ဟာလူစားတိကိုခံယူလာတဲ့အခါမှာဂျေဇုတော်နဲ့တစ္ဆာတော်နဲ့ပြည့်စုံပြီးမှဘယ်သူဖြစ်လာတယ်လဲဆိုရင်သားတော်ဖြစ်လာတယ်ဒါဒီမကဘူး dwelt among us ငါတို့တွင်တည်ရှိနေတယ်လို့တမန်ကျမ်းစာကပြောပါတယ်ပြီးရင်စာလံ119ပိုင်းငယ်89ကိုကြည့်တဲ့အခါမှာအိုးထာဝရဘုရားနှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏လို့ပြောပါတယ်နှုတ်ကပတ်တော်ဟာကောင်းကင်ဘုံ၌အမြဲတမ်းရှိတယ်လို့တမန်ကျမ်းစာကပြောပါတယ်အဲ့ဒီကောင်းကင်ဘုံမှာအမြဲတမ်းရှိတဲ့နှုတ်ကပတ်တော်ဟာလူစားတိကိုခံယူတဲ့အခါမှာသားတော်ဖြစ်ကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ဒါဒီမှာကဘူး
ကျွန်တော်တို့မှာတည်ရှိနေတယ်လို့ကျမ်းစာကဖော်ပြတာဖြစ်တယ်ပြီးရင်နှုတ်ကပတ်တော်ဟာဘာတူလဲဆိုရင်ဗျာဒိတ်ကျမ်းခန်းကျ19ပိုက်ငယ်73ဖတ်တဲ့အခါမှာ second coming မှာမြင်းဖြူစီးပြီးမှခရစ်တော်ကြွလာတဲ့အခါမှာသူ့ရဲ့နာမည်ကဘုရားသခင်ဤနှုတ်ကပတ်တော်ဟူသောအမည်ရှိ၏လို့ဗျာဒိတ်ကျမ်းမှာလည်းကျွန်တော်တို့တွေ့ရတယ် His name is called the Word of God သခင်ယေရှုဟာမြင်းဖြူစီးပြီးမှကြွလာတဲ့ချိန်မှာလည်းပဲသူ့ရဲ့နာမည်ဟာနှုတ်ကပတ်တော်လို့နာမည်ရှိတယ်အဲဒါကြောင့်နှုတ်ကပတ်တော်ဟာသခင်ယေရှုဖြစ်တယ်ဆိုတော့ကျမ်းစာမှာအတိအလင်းဖော်ပြထားတယ်ပြီးရင်ယောဟန်အခန်းကြီး6ပိုင်းငယ်63ကိုကြည့်တဲ့အခါမှာသခင်ယေရှုကငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏လို့ပြောတယ်သခင်ယေရှုကငါပြောသောစကားသည်ဝိညာဉ်ဖြစ်တယ်တဲ့အဲဒါကြောင့်ဒီတမန်ကျမ်းစာတာရွက်ပေါ်မှာရေးထားတဲ့စာတွေပဲလို့ကျွန်တော်တို့တွေးကောင်းတွေးနိုင်တယ်မဟုတ်ဘူးသခင်ယေရှုကငါပြောသောစကားသည်ဝိညာဉ်ဖြစ်တယ်အသက်လည်းဖြစ်တယ်လို့ပြောပါတယ်အဲဒါကြောင့်နှုတ်ကပတ်တော်ဆိုတာကဒီ Holy Scripture တမန်ကျမ်းစာဟာလည်းပဲ the Word of God နှုတ်ကပတ်တော်ဖြစ်တယ်ဒါဒီမကဘူးထာဝရတည်ရှိနေတဲ့သားတော်ခရစ်တော်ဟာလည်းပဲ the Word of God နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကျမ်းစာထဲမှာကျွန်တော်တို့အတိအလင်းဖော်ပြထားပါတယ်ကဲတမန်ကျမ်းစာရဲ့တကူအနည်းငယ်ကျွန်တော်ဖော်ပြခြင်းနဲ့ပထမဆုံး the Word of God has power to convict of sin တမန်ကျမ်းစာကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကျွန်တော်တို့အပြစ်ကိုမြင်တွေ့နိုင်အောင်နှလုံးသားကိုထိုးဖောက်နိုင်စွမ်းရှိတယ်တဲ့တမန်တော်ခန်းကြီးနေ့တစ်ပိုင်းငယ်30ခုကျွန်တော်တို့ဖတ်တဲ့အခါမှာသူတို့သည်ကြားရလျင်စိတ်နှလုံးပူပန်ခြင်းရှိ၍တဲ့စိတ်နှလုံးပူပန်ခြင်းဆိုတဲ့နေရာလေးကိုအင်္ဂလိပ်ကျမ်းစာမှာ New Living Translation ကိုကြည့်တဲ့အခါမှာ pierce ဆိုတဲ့စကားလုံးသုံးထားပါတယ် pierce ဆိုတာကထိုးဖောက်တယ်ပေါ့နော်လူတွေကပေတရုရဲ့တရားဟောချက်ကိုသူတို့ကြားသိတဲ့အခါမှာစိတ်နှလုံးပူပန်တယ်တဲ့ဆိုလိုချင်တာကသူတို့ရဲ့နှလုံးသားထဲမှာဓာဖြင့်ထိုးတယ်လို့သူတို့ကခံစားပြီးတော့မှတမန်တော်တို့ပေတရုစီမှာကျွန်တော်တို့ဘာလုပ်ရမလဲကေတင်ချင်းရဖို့ဘာလုပ်ရမလဲလို့သူတို့မေးမြန်းတယ်တဲ့အဲ့ဒီချိန်မှာပေတရုနဲ့တမန်တော်တို့ကနောင်တရပြီးမှဗတ္တဇံခံကြပါလို့သူတို့ပြောတယ်ဒီနေရာမှာနှလုံးသားကိုတူးထိပ်ပြီးမှဖောက်ထွက်နိုင်တဲ့အရာကဘာလဲဆိုရင်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ပဲဖြစ်တယ်နောက်တစ်ခုက the word of God has power to produce faith ယုံကြည်ခြင်းကိုလည်းပေါ်ထုတ်နိုင်တယ်တဲ့ယောမခန်းကြီး30ပိုင်းငယ်စခွန်ကိုဖတ်တဲ့အခါမှာ faith comes by hearing by the word of God ယုံကြည်ခြင်းဟာဘယ်ကနေလာတယ်လဲဆိုရင်ကြားနာခြင်းကနေလာတယ်ကြားနာခြင်းဟာလည်းပဲဖယားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်လာတယ်တဲ့ဆိုတော့ယုံကြည်ခြင်းပေါ်ပေါက်လာဖို့ရန်အတွက်ဘာလို့တလဲဆိုရင်ကြားနာခြင်းကနေလာတယ်ဘာကိုကြားတယ်လဲဆိုရင်နှုတ်ကပတ်တော်ကြားတယ်ဆိုတော့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြားနာခြင်းအားဖြင့်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းကိုသူကမွေးထုတ်လာတာဖို့ဖြစ်ပွားစေတာဖြစ်တယ်အဲ့ဒါကြောင့်နှုတ်ကပတ်တော်တရားဟာယုံကြည်ခြင်းကိုဖြစ်ပွားစေနိုင်တဲ့တကူတို့မှာရှိတယ်နောက်တတိယချက်မှာ the word of God has power to sanctify နှုတ်ကပတ်တော်ကတန်ရှင်းစင်ကြယ်နိုင်တဲ့တကူရှိတယ်တဲ့အေဖက်ခန်းကြီး9ပိုင်းငယ်25-26ကိုဖတ်တဲ့အခါမှာအသင်းတော်ကိုခရစ်တော်ကနှုတ်ကပတ်တော်ရည်၌စီးကြောခြင်းအဖြစ်စင်ကြယ်တန်ရှင်းရှိမယ်လို့ဖော်ပြထားပါတယ်နှုတ်ကပတ်တော်ရည်၌စီးကြောခြင်းအဖြစ်စင်ကြယ်တန်ရှင်းစေမည်လို့ကျွန်တော်တို့တွေ့ရတယ်အဲဒါကြောင့်နှုတ်ကပတ်တော်ရည်မှာတန်ရှင်းစေမယ်အသင်းတော်ယုံကြည်သူကိုအဲဒါကြောင့်နှုတ်ကပတ်တော်ကတန်ရှင်းစေနိုင်တဲ့အစွမ်းလည်းရှိတယ်နောက်နံပါတ်4ချက်မှာ the word of God has power to make wise စာလံ119 130ကြည့်တဲ့အခါမှာမလိမ္မာသောသူတို့ကိုလိမ္မာစေတတ်တယ်တဲ့တမန်ကျမ်းစာရဲ့တကူကျွန်တော်တို့တရားဟောဆရာတွေ missionary တွေဧဝံဂေလိဆရာတွေကလူတွေရဲ့အသက်တာကိုပြောင်းလဲစေနိုင်တာမဟုတ်ဘူးကျွန်တော်တို့နှုတ်ကပတ်တရားကိုဟောပြီးမှ
Eri tagushi de no kapatayaro ga malingma tuku lingma si tada pide. Hallelujah. Era no kapado ye tagu ateta pyong le si nine de tagu pibare. Now, pinsama chema, the word of God has power to save soul. Se winging gule ketin nine de tagu tu mashide. Shiyako kanchitit pangen na setiku pade kama. Tindu say winging go ketin nine do. Attain night say pudo. No kapatayago. Nunyan ting we do say ne. Can you jalo to yabare? Tindu say winging go ketin nine do. Attain night say pudo. No kapataya. Din no kapataya roga say winging go le. Ketin nine de. Jansaga popiare. Now the word of God will stand forever. Chanoro pade janchet. Hishaya kanji leze painge shima. The grass withers. Miepine hyunwan chautui me. The flower fades. Panduile chui me. But the word of God, the word of our God stands forever. Tawara payai no kapataya muga kala simye. Hallelujah. Amen. Kuna General National Bishop Pio Tuare Adaimbe. Di Kabami Chi Ma Shire Aya Long Ha Timere Aya Mashibu. A Kong Long Ha Piesi Tuame. General Lutari Lebe. Tani Time. Chuime. Dabime Ma Piesi Nine Tawara Time Ayaga. Payat the King no Kapadobe Pibare. Hallelujah. Now, no Kapado yet to go. Pong song de ayali de go chano aninge sebiro ma phopya chine pathama song ani ne no kapado ko fire mi lo pong song ne Jeremiah akhanji 23 apai 29ကိုဖတ်တဲ့အခါမှာငါ၏နှုတ်ကပတ်တော်သည်မီးကဲ့သို့၎င်းကြောက်ကိုထုချေသောတန်တူကဲ့သို့၎င်းဖြစ်သည်မဟုတ်လောတဲ့ဘုရားသခင်ကငါ၏နှုတ်ကပတ်တော်သည်မီးကဲ့သို့ဖြစ်တယ်လို့ပြောပါတယ်မီးကဘာအတွက်ကျွန်တော်တို့အသုံးပြုတယ်လဲအမိုက်တွေမီးရှို့တယ်ပြီးရင်ချက်ပြုတ်တဲ့နေရာမှာလဲသုံးပြုတယ်မီးကပုံဆောင်တာကဘာလဲဆိုရင်တန့်စင်ခြင်းကိုပုံဆောင်တာဖြစ်တယ်မီးကတော့လောင်ကျွမ်းတယ်တန့်စင်စေတယ်ဆိုလိုချင်တာကနှုတ်ကပတ်တော်ဟာမီးကဲ့သို့ပုံဆောင်ခြင်းကကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့အပြစ်ဒုစရိုက်အပြစ်တွေကိုလောင်ကျွမ်းမဲ့မီးကနှုတ်ကပတ်တော်ဖြစ်တယ်ဟေရှာယခန်းကြီး6ပိုက်ငယ်6ကိုကြည့်တဲ့အခါမှာကောင်းကင်တမန်ကရစ်ပလင်ပေါ်ကနေမီးညှက်ဖြင့်မီးခဲတစ်ခဲကိုယူပြီးမှဟေရှာယစီမှာပြန်တန်းလာတယ်အဲ့ဒီမီးခဲနဲ့ဟေရှာယရဲ့နှုတ်ကိုတူလိုက်တဲ့အခါမှာဒီမီးခဲသည်တင်ဤနှခမ်းကိုတွေ့ပြီးတင်ဤဒုစရိုက်ကိုတုတ်တင်ပြီးတင်ဤအပြစ်လည်းပြေရှင်းပြီလို့ပြောပါတယ်အဲ့ဒီမီးခဲကဟေရှာယရဲ့နှခမ်းကိုတူလိုက်တဲ့အခါမှာသူ့ရဲ့ဒုစရိုက်အပြစ်တွေကိုတုတ်တင်ဖယ်ရှားတယ်သူ့ရဲ့အပြစ်တွေကိုလည်းပြေရှင်းသွားပြီအဲ့ဒါကြောင့်မီးကဘာကိုပုံဆောင်တယ်လဲဆိုရင်အပြစ်တွေကိုတုတ်တင်တဲ့ဒုစရိုက်အပြစ်တွေကိုတုတ်တင်ပြေရှင်းတဲ့ဖယ်ရှားတဲ့တန့်စင်ရှိတဲ့မီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒုတိယအချက်မှာတူကဲတော့လဲပုံဆောင်ပါတယ်ဂျေရမိုင်23-29မှာပြန်တွေ့ရတယ်ငါ၏နှုတ်ကပတ်တော်သည်မီးကဲတော့၎င်းကြောက်ကိုထုချေသောတန်တူကဲတော့၎င်းဖြစ်သည်မဟုတ်လောတဲ့ဟာမာတူကဲတော့လဲပုံဆောင်ထားပါတယ်တူကဘာအတွက်ကျွန်တော်တို့အသုံးပြုတယ်လဲကြောက်တုံးတွေကိုကျွန်တော်တို့ထုတယ်ခွဲတယ်ခုနကျွန်တော်တို့ဖတ်တဲ့ကျမ်းချက်မှာတမန်တော်ခန်းကြီး23မှာလူတွေကပေတရုဟောတဲ့တရားကိုသူတို့ကြားနာတဲ့အခါမှာသူတို့ရဲ့နှလုံးသားကို pierce နှုတ်ကပတ်တော်တူကသူတို့ရဲ့နှလုံးသားမာကြောတဲ့နှလုံးသားကိုကြည်မော့အောင်ထုချီလိုက်တဲ့အခါမှာကဲတင်ချင်းရအောင်ကျွန်တော်တို့ဘာလုပ်ရမလဲနောင်တရပြီးဗတ္တဇံခံကြပါနှုတ်ကပတ်တော်ဟာသူများကိုထုဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့နှလုံးသားမာကြောတဲ့ကြောက်တုံးလိုမာကြောတဲ့နှလုံးသားကိုထုချီမဲ့တူဖြစ်ပါတယ်ဖယားသခင်ရှိမှမာနနဲ့ရက်နေတဲ့ကျွန်တော်တို့နှလုံးသားကိုနှိမ်ချအောင်ထုချီတဲ့တူ
နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်နောက်တစ်ခုကတားတဲ့အချက်မှာကျတော့ဒီနှုတ်ကပတ်ဟာ sword ဝိညာဉ်တော်ဤဓာလို့လဲပုံဆောင်ပါတယ်အေဖက်ခန်းကြီး6ပိုင်းငယ်7မှာဖျားသခင်နှုတ်ကပတ်တီးဟူသောဝိညာဉ်တော်ဤဓာကို၎င်းယူကြလောတဲ့ဒီနှုတ်ကပတ်တော်ဟာဝိညာဉ်တော်ဤဓာလို့ပြောပါတယ်ဓာဆိုတာကစစ်တိုက်တဲ့လက်နဲ့တစ်ခုဖြစ်တယ်ရှင်မာသက်ခန်းကြီး၄ပိုင်းငယ်1ကနေ10ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသခင်ယေရှုဟာတဲကန်ဒါယမှာတန်ရှိသောဝိညာဉ်တော်ကခေါ်သွားပြီးမှမာနရဲ့စုံစမ်းတွေးဆောင်ခြင်းကိုခံရတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအချိန်မှာသခင်ယေရှုကစာရမာနကိုဘယ်လိုနိုင်တယ်လဲဆိုရင်မာန၏စုံစမ်းတွေးဆောင်ခြင်းကိုယေရှုက it is written again ကျမ်းစာလာသည်ကျမ်းစာကဒီလိုပြောတယ်ကျမ်းစာမှာဒီလိုရေးတယ်ဆိုပြီးမှ၃ချိန်တိုင်စာရမာနရဲ့စုံစမ်းတွေးဆောင်ခြင်းကိုအနိုင်ယူခဲ့တာဖြစ်တယ်ဝိညာဉ်တော်ရဲ့ဓာကိုအသုံးပြုပြီးမှယေရှုကစုံစမ်းနှုတ်ဆက်ခြင်းကိုအနိုင်ယူတယ်အဲဒါကြောင့်ကျွန်တော်တို့လည်းပဲမာနရဲ့စုံစမ်းတွေးဆောင်ခြင်းကိုအနိုင်ယူဖို့ရတဲ့အတွက်ဝိညာဉ်တော်ရဲ့ဓာနှုတ်ကပတ်တော်အသုံးပြုရမှာဖြစ်ပါတယ်နောက်တစ်ခုနံပါတ်၄ချက်မှာနှုတ်ကပတ်တော်ဟာယီနဲ့လည်းပုံဆောင်ထားပါတယ်ယီကတော့စီကြောစင်ကြယ်ခြင်းကိုပုံဆောင်ပါတယ်အေဖက်ခန်းကြီး9ပိုင်း26အသင်းတော်ကိုခရစ်တော်သည်မိမိအားစစ်တအံ့တော်ငါနှုတ်ကပတ်တော်ယီ၌စီကြောခြင်းအပြင်စင်ကြယ်တန်ရှင်းစေမည်နှုတ်ကပတ်တော်ယီနှုတ်ကပတ်တော်ကိုယီဆိုပြီးမှဒီနေရာမှာပြောထားပါတယ်ပြီးတော့ယောဟန်ခန်းကြီး3ပိုင်းငယ်9မှာလည်းပဲကျွန်တော်တို့တွေ့ရတယ်ယေရှုကလည်းယီနဲ့ဝိညာဉ်တော်မမွေးတော်သူမိဒီကဘုရားသခင်နိုင်ငံတော်သို့မဝင်ရဟုအမှန်တကန်ဆို၏တဲ့ Spirit and water ယီနဲ့ဝိညာဉ်တော်၌ဒုတိယမွေးခြင်းမခံတော်သူတိုင်းဘုရားနိုင်ငံတော်မဝင်ဘူးလို့အဲ့ဒီနေရာမှာလည်းပဲပြောသွားတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီ water ဆိုတဲ့ယီကနှုတ်ကပတ်တော်ကိုပုံဆောင်တာဖြစ်တယ်နှုတ်ကပတ်တော်ကအပြစ်တွေကိုစီကြောတန့်ရှင်းစေတယ်အသင်းတော်ကိုသခင်ယေရှုကဘယ်လိုဆက်တတ်မလဲဆိုရင်နှုတ်ကပတ်တော်ယီ၌စီကြောတန့်ရှင်းပြီးမှဆက်တတ်မယ်လို့အေဖက်မှာရှင်ဘောလိုကဖော်ပြထားပါတယ်အဲဒါကြောင့်နှုတ်ကပတ်တော်ဟာယီပုံဆောင်ပါတယ်ဆိုတာကျွန်တော်တို့ထပ်ပြီးတော့တွေ့ရတယ်နောက်တစ်ခုနံပါတ်5မှာမိခွက်ဖြစ်တယ်တဲ့လမ်ဆာလန်119ပိုင်းက105မှာနှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏တဲ့ကျွန်တော်တို့ရဲ့ခြေရှိမှမိခွက်ကျွန်တော်တို့ရဲ့လမ်းခရီးကိုလင်းစေတဲ့အရာကလည်းနှုတ်ကပတ်တော်ဖြစ်တယ်တဲ့ပြီးတော့ဆာလန်119ပိုင်းငယ်9မှာလည်းပဲလူပြူသည်မိမိသွားသောလမ်းကိုအဘယ်သို့တန့်ရှင်းစေနိုင်ပါမည်နည်းနှုတ်ကပတ်တော်အတိုင်းတတိပြုရမည်တဲ့လူပြူလူငယ်တွေဟာလည်းပဲသူတို့ရဲ့သွားသောလမ်းသူတို့ရဲ့အတ္တကိုဘယ်လိုတန့်ရှင်းစေနိုင်မလဲဆိုရင်နှုတ်ကပတ်တော်အတိုင်းတန့်ရှင်းစေနိုင်မှာဖြစ်တယ်အဲဒါကြောင့်နှုတ်ကပတ်တော်အပြင်ရှောက်လန်းမှတာအတ္တတန့်ရှင်းမယ်လှပမယ်ဆိုတာကျွန်တော်တို့တွေ့လို့ရတယ်။ဘာကြောင့်လဲဆိုတော့နှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့ခြေရှိမှမိခွက်ကျွန်တော်တို့ရဲ့လမ်းခရီးကိုလင်းစေတဲ့မိခွက်ဖြစ်တယ်။နှုတ်ကပတ်တော်မပါရင်ကောင်းကောင်းမွန်မွန်လမ်းလျှောက်လို့တွားလို့လည်းမရဘူး။အတ္တမှာကျွန်တော်တို့လျှောက်မတွားနိုင်ဘူး။ခဏလေးနဲ့ကျွန်တော်တို့ကလမ်းလွဲတတ်တယ်လမ်းမှားရောက်တော့တတ်တယ်အဲဒါကြောင့်ကျွန်တော်တို့လမ်းမမှားအောင်လမ်းမလွဲအောင်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့လမ်းခရီးကိုလင်းစေတဲ့မိခွက်ဖြစ်ပါတယ်ဂျော့ဂျ်ဝါရှင်တန်ကအမေရိကန်သမ္မတကဒီလိုပြောပါတယ် It is impossible to rightly govern the world without God and the Bible ဖယားသခင်နဲ့ကျမ်းစာမပါဘဲနဲ့ကဘာကိုမှန်ကန်စွာအုပ်ချုပ်လို့မရဘူးလို့ပြောပါတယ်အုပ်ချုပ်ရေးမှာလည်းပဲတမန်ကျမ်းစာမိခွက်အလင်းကိုလမ်းခရီးကိုလင်းစေတဲ့မိခွက်မပါရင်မှန်ကန်စွာအုပ်ချုပ်လို့လည်းမရဘူးလို့ပြောပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဦးဆောင်တဲ့နေရာမှာအုပ်ချုပ်တဲ့နေရာမှာအတ္တ
ล้านขีจะเช่าลงมาจันรู้นกกระปัดดอมีขวดจันรู้ลูอาบาเร่น้องนับเช่ามานกกระปัดดอหาฟูดอาซาอาหาระกูปีเดน้องฟูดลูแลปงซองบาเร่ชิมาเตคันจิลิไปไงเลยมาเยซูกาลูดีมงอาพินตาอเตกูมุยยามีมโหพยาตะคิมเมงโดมูตะเมียอาพินอเตกูมุยยามีลูเปียวบาเร่ทิปปีคันจินฮิตไปไงนี่มาเลตุยาเร่นกกระปัดตยาอีนูสิตอาพินจีปวามีอาจารย์ผัวซาโตตูเงเกโตทูตยานุโกอลุนลูชินโตใส่ชิจาโลลูเปียวบาเร่นกกระปัดโดฮาจนรูวิ่งเงอาซาพิเดปีดารุกานกกระปัดโดฮานูสิตพิเดเร่เอราจังผัวซาโตตูเงเกโตทูตยานุโกอลุนลูชินโตใส่ชิจาบาเร่เอรินูสิตอาพินตุโรตินโดจีปวาเมอเตตายินเจเมลูพอเปียมาเร่เอราจังจนรูอเตตายินเจนังผู้ยานะด้วยอาซาอาหาระหาตะชามะฮบูโลกีอายามะฮบูนกกระปัดดอหาจนรู้เยอาซาอาหาระเบพิบาเร่น้องนับคุณมานกกระปัดดอหามันมีราลูแลปงซองบาเร่ยาโกคันจิติไปเงินนัสตงมาจนรู้ตุยาเร่นกกระปัดดอหามันพิเดเร่มันสุรากะน้องตู้เย็นนาเมกูก็มันพิษนี่เด้เนาะมาหมอบูมารากะลูตาริยามาตันมันก็รอตู้นาเมกเรกานี่ตัวมันพิบิตามาไหนบูปีรอมันเยตโบตบาวะกะเมียนนามาไล่บูชอเรลูยอมาชอเรลูยอมันกูจีไล่เบนามาปีเรเบนามาอังยี่จีชีเรสุราอามันกูมันได้อาชีกูชีได้พิกูพิได้พอเปียปีเรเอดิลูตะโบตยาตู้มาชีเดเอรากะบาเลสุยินนกกระปัดดอมันพิเดนกกระปัดดอกะเมียนนามาไล่บูลูจีลูเงยชอมาชอเนาะฉันตาซีเยมาแควชาบูอามันกูมันได้พอเปียตัดเดนกกระปัดดอพิเดชิยาก็กะเบลูเปียวเตเดนกกระปัดตยากูนาทองบีมาอติตามาไล่เช่าโตตูหามันโปมากูเมียนนากูจีบีมาเปลี่ยนตัวเร่ตะชานียตัวเร่ขามากูเย่เมียนนาเบลูชีเลสุรากูเย่สินตรันกูตองเนาะเช็ดชินมีตัดเดตูเนตูเร่ลูเปียวบาเร่เอราจังจนรู้ยงจีตูหาอติตาลาปะนังผู้ยันอด้วยมันมาอเมรันจนรู้จีบุลูอเดมันก็ลูได้มาจีเบมันนี่นังบูตูตีตนาโลได้ตูดีก็กูเสียใครนุ่งตัวมิวตมีรีกาเร่ตัวเร่นี่ยได้มามันอยู่ตัวจ่าเร่ตัวรู้ยังไปสั่นไอ้พิษไอ้กะลีเบพิษตัวรู้เนาะไอ้ที่เทมาเมรันมันส่งท่าจ่าเร่พี่น้องจนรู้รีเลยนี่ได้มันเนี่ยได้ท่าเร่ขามามันจีเร่อัลลาดิปีนเนี่ยมันมาจีเบจนรู้มันนี่นังบูเอ้ดิลูเบมันสุรากะนกกระปัดดอพิเดจนรู้นกกระปัดดอกกูพัดดาจีดาตอลีกูเนมทินเนเอราจังดีกันนี่คนอาไปชินากะนี่ได้จนรู้มันจีตะลูนกกระปัดดอกกูเมียพายเอาจียเอาลีลายเอาพี่ยินอติตาลาบาบุยานะด้วยยินเจ็บผู้ยานะด้วยเลยนกกระปัดดอกมันเนเบะเมียดันไตจีบุลูอับบาเร่แต่นกกระปัดดอกฮะมันเมียนนามาไลบูสุราเนาะน้องสงตะคูกะมิวสิกพิเดเร่ชิลูกะคันจิชิมาจันรู้ตุยาเร่ซีดซาวร์มิวสิกเจเรตูปงอุปมาจันรู้ตุยาเร่ The seed is the word of God มิวสิหานกกระปัดดอพิเดเร่แต่ยาฮอเสียริกานกกระปัดดอฮอชินาพินมิวสิเจเร่จานาชินาพินจันรู้ยันนลงตาเทมาใส่ผิวเร่นลงตาเทมามิวสิหาเป่าพัวลาบีมาชาวเซตงเซชาวเซตยามากะมีอาสวะโตอตีกูตีตัดเดเร่นกกระปัดดอหามิวสิพิเดเอรันเจ้าชิมปีดรุกะคันจีติดนั่นเสตงมาเบลูเปียวเดเลตินดูดีเผาเปลี่ยนเปียสีตัดโตมิวสิอาพินพิปัวดีมาหกมาเผาเปลี่ยนมาเปียสีตัดโตมิวสิตีหูโตอัตชิเยสิเมตีโรมูโตพยาตะคินีนกกระปัดดออาพินพิปัวอีลูกพอเปียบาเลผิดปัวเรสุเรสกลงอ่ะอังกฤษจันสามาสุยิน born again ลูกต้องท่าบาเรจนรู้ born again ผิดดากะเบมาเลสุยิน
ဖောက်ပြန်ပျက်စီးတတ်တဲ့မျိုးစိအားဖြင့်မဟုတ်ဘဲနဲ့မဖောက်ပြန်မပျက်စီးနိုင်သောမျိုးစိနှုတ်ကပတ်တော်မှာကျွန်တော်တို့က born again ဖြစ်တယ်ဆိုတာကိုပေတရုကဖော်ပြတာဖြစ်တယ် hallelujah အဲ့ဒါကြောင့်မပျက်စီးနိုင်သောမျိုးစိမှာကျွန်တော်တို့က born again ဖြစ်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ born again ဖြစ်ခြင်းကခိုင်မာတယ်ဆိုတာကျွန်တော်တို့ယုံကြည်စိတ်ချရတယ်အဲ့ဒီမျိုးစိဟာနှလုံးသားထဲမှာစိုက်ပျိုးတယ်ပေါက်ဖွာလာတယ်အသက်တာမှာအစ30 60 100မကများစွာသောအတီးကိုတီးရမှာဖြစ်တယ်အဲ့ဒါမျိုးစိဟာပါလဲဆိုရင်နှုတ်ကပတ်တော်ဖြစ်ပါတယ်ဒါကြောင့်မလို့နောက်ဆုံးမှာကျွန်တော်ပြောချင်တာကနှုတ်ကပတ်တော်ဟာခုနသူ့ရဲ့ပုံဆောင်ချက်ကအများကြီး8ခုလောက်ကျွန်တော်တို့တွေ့ရတယ်သခင်ယေရှုကရှင်မာသက်ခန်းကြီး24ပိုင်းငယ်35မှာကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်လို့ယေရှုကပြောပါတယ်ပြီးတော့ဟေရှာယအခန်းကြီး40ပိုင်းငယ်10မှာလည်းပဲမြစ်ပင်ညှိုးနွမ်း6တွေ့မယ်ဘန်ပွင့်နေလဲကျွေမယ်ဒါပေမဲ့ထာဝရဘုရားရဲ့နှုတ်ကပတ်တရားမူကားအစင်မြဲတည်မြဲလို့ကျွန်တော်တို့တွေ့ရပါတယ်ဒီလောကမှာတည်မြဲမဲ့အရာကနှုတ်ကပတ်တရားတော်ပဲရှိပါတယ်ဒါကြောင့်ဒီလိုနှုတ်ကပတ်တရားတော်ကိုကျွန်တော်တို့များများဖတ်ပြီးများများလေ့လာပြီးမှအသက်တာမှာများများရှောက်လန်းရအောင်ရှင်ဘောလုကနှစ်တိခန်းချင်းနှစ်ပိုင်းငယ်ကိုမှာဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ဒီချီနှောင်ချင်းနဲ့ကင်းလွတ်၏တဲ့ရှင်ဘောလုဟာတန်ကျူးခတ်ချင်းကိုခံပြီးမဲ့နှုတ်ကပတ်တရားကိုတော့တန်ကျူးနဲ့ခတ်လို့မရဘူး lockdown ချလို့မရဘူးနှုတ်ကပတ်တော်ဟာချီနှောင်ချင်းနဲ့ကင်းလွတ်တယ်တဲ့အဲ့ဒါကြောင့်ယောမခန်းကြီးတစ်ပိုင်းငယ်16မှာရှင်ဘောလုကဘယ်လိုပြောတယ်လဲငါဒီခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိဘူးအကြောင်းမူကားထိုတရားသည်ရှေးစွာယူဒလူအတွက်နောက်မှဟေလဒလူအတွက်နောက်ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စီသောဖယားသခင်ရဲ့တကူတော်ဖြစ်တယ်တဲ့ဟာလေလုယာအဲ့ဒါကြောင့်ရှင်ဘောလုကခရစ်တော်ရဲ့ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိဘူးတဲ့အဲ့ဒီတရားဟာယုံကြည်သောသူအတွက်ကယ်တင်စီတဲ့ဖယားသခင်ရဲ့တကူဖြစ်တယ်လို့တွေ့ရပါတယ်အဲ့ဒါကြောင့်ဒီကနေ့မှာနှုတ်ကပတ်တော်ရဲ့တကူဟာကျွန်တော်တို့ပြောလို့မကုန်နိုင်လောက်အောင်သူ့ရဲ့တကူဟာကြီးမားပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဒီကနေ့တမန်ကျမ်းစာနေ့မှာမေရီဂျုံရဲ့အသက်တာအားဖြင့်တော်လကောင်းအသက်ရှင်ပြီးတော့မှတကူရှိတဲ့နှုတ်ကပတ်တရားတော်သူ့ရဲ့ပုံဆောင်ချက်လေးတွေအားဖြင့်အသက်တပံမိမိအသက်တာကိုတည်ဆောက်ပြီးမှခွန်အားယူကြရအောင်ယုံကြည်တော်သူအပေါင်းတို့ကိုကယ်တင်စေတဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တကူတော်ဖြစ်တယ်။ကောင်းကင်နဲ့မြေကြီးပစ္စည်းတော်လည်းပဲနှုတ်ကပတ်တော်စကားမြဲတည်မယ်။မြက်ပြင်ညှိုးနွမ်း6တွေ့မယ်။ဘန်ပွင့်နေလဲကျွေမယ်။နှုတ်ကပတ်တရားတော်ကအစင်မြဲတည်မှာဖြစ်တယ်။ဂျာနာတို့ရောက်စေတိုင်းအတွက်ဖယားသခင်ကောင်းချီးပေးပါစေ။